ကိုရိုနီယောက်ကလူချင်းနဲ့စင်နဲ့ပုံစံချင်းနဲ့တူရဲဆိုတော့လေတွေ့လိုက်ကြပါလားအကိုရို Nestor Branding Agency ကအခုဆိုရင်မြန်မာနိုင်ငံမှာအရန်အောင်မြင်တဲ့ agency တစ်ခုဖြစ်နေပြီပေါ့နော်။ဒါလေးနဲ့ပတ်သက်ပြီးခံစားရတဲ့ feeling လေးကိုတစ်ချက်ပြောပြပါအောင်နော် အရန်ဝမ်းသာပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ agency က client တွေပေါ်မှာတကယ်ကိုစေတနာထားပြီးလုပ်ပေးတဲ့ agency ပေါ့နော်ဘယ်လောက်ထိလုပ်ပေးလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ client ဆဲရလဲခံတယ်ငါ့ကိုဒီနေ့ edit လုပ်ပေးထားတဲ့ video ငါမကြိုက်ဘူးပြန်ပြင်ပေးဘာလို့မကြိုက်လဲမမေးနဲ့ငါစိတ်ကအစင်မပြေလို့မကြိုက်တာနော်အဲ့တော့အဲ့ဟာကိုဘာလို့မကြိုက်လဲဆိုတဲ့ဖြေကိုနင်တို့ဘာသာနင်တို့ရှာပြီးငါ့ကိုပြန်ပြင်ပေးအဲ့ပြင်ပေးတဲ့ video ငါ2မိနစ်တွေလိုချင်တယ်နော် client ဘာချရင်လဲခံတယ်နောက်ဆုံး client နှိပ်စက်တဲ့မြောက်ကျွန်တော်အပြုံးမပြတ်ပဲတီးခံခဲလို့ပေါ့နော်နေလားဟဲ့အောင်ကိုမြက်နေလားဟဲ့အောင်ကိုမြက်နေလားဟဲ့ကြီးကျယ်တာနေလားဟဲ့ကြီးကျယ်တာ တုံးမြတ်တာတုံးမှာဟုတ်တယ်အဲ့လိုပေါ့ဟိုသူတို့လေးတွေဘယ်လောက်ဆိုကျွန်တော်တို့ဘက်ကမြစ်တာတရားထားတော့သူတို့ကလည်းအဲ့မြစ်တာတရားကိုတိပြီးတော့ပေါ့နော်အခုဆိုလို့ရှိရင်ကျွန်တော်တို့ agency ကမြန်မာနိုင်ငံမှာအောင်မြင်ဆုံး agency တစ်ခုဖြစ်လာတာပေါ့ပြီးတော့လေဒီအကိုရို agency မှာဘယ်လို service တွေရနိုင်လဲဆိုတာလည်းတစ်ချက်ပြောပြပါအောင်နော်ဟုတ်အကိုရိုရှိမှာကဒီ production script editing ပေါ့နော်ဗီဒီယိုတစ်ပုံလုံးနဲ့ပတ်သက်တဲ့ service တွေကိုရနိုင်တယ်ပြီးတော့ကိုယ်နဲ့ design service တွေကိုလည်းရနိုင်ပါတယ်ကျွန်တော်တို့ကကိုယ်နဲ့ design service တွေကိုကိုယ်နဲ့ရေးရုံ design ဆွဲပြီးအောင်တက်ပဲမဟုတ်ဘဲနဲ့ marketing strategy brand strategy နဲ့တခြားစနစ်ကြချမှတ်ပြီးလုပ်ဆောင်ပေးပါတယ်ပြီးတော့ media buying service တွေကိုလည်းပေးပါတယ်ဒါနဲ့လေဆက်ဆိုတာတော့မဟုတ်ပါဘူးအကိုရိုနီယောမျက်နှာကအရန်ကြည်တောက်ပြီး glow နေလို့ cosmetic တွေများသုံးတာလဲဆိုတာလေးလည်းဖြည့်ပေးလို့ရမှာအကိုတို့ကဒီပန်ကန်းထုတ်တဲ့ skin care တွေကိုအသုံးပြုတာပေါ့နော်အကိုတို့သုံးတဲ့ skin care တွေက serum ရှိရပြီးလို့ချင်း collagen cream ရှိမယ်ပြီးလို့ချင်း facial foam ပေါ့နော် serum ကကြတော့သူ့မှာ hydration နဲ့ဒီ whitening ပါဝင်တယ်ဒါကြောင့်မို့လို့သူကကြတော့အသားရည်ကိုရေထက်ဖြည့်ပေးပြီးတော့ဒီနူးညံ့စေရပြီးလို့ချင်းဟိုနုပြိုစေရပေါ့နော်သူကကြတော့ collagen cream ကကြတော့သူ့မှာ bright and fin ပါဝင်တယ်ဒါကြောင့်သူကအသားရည်ကိုဝင်လက်ကြည်လင်စေပြီးတော့တင်းတင်းရင်းလေးနဲ့အရေးချောင်းတွေကိုလည်းရော့ပါစေတယ်တော့ဒီ nano white facial foam ကကြတော့မျက်နှာရဲ့အရေပြားပေါ်ရုံမှုပဲအတွင်းပိုင်းကိုအဓိကတန့်စင်ပေးရပေါ့နော်အဲ့ဒါကြောင့်မျက်နှာပေါ်မှာရှိတဲ့အစိတ်တောက်တွေအညစ်အကြေးတွေကိုဂျာကန်လုံးပြည့်ကင်းရှင်းစေပြီးတော့ကျန်းမာမျက်နှာလေးကိုရရှိစေပါတယ်အကိုရိုနီယောက်ကလူချင်းနဲ့စင်နဲ့ပုံစံချင်းနဲ့တူရဲဆိုတော့လေတွေ့လိုက်ကြပါလားကျွန်တော်တို့ကယောက်ျားတွေ